တော်လေးနေပါဦးရာဆရာမင်းတို့ဘာဖြစ်ပြန်ပြီလဲဟာအလုံးလေးမရှိလို့လေကျွန်တော်တို့ဆရာရှိမှတပည့်လေးလာခံပါတယ်ဗျာအခုကျွန်တော်ဘွားကလေအိုင်ပတ်တဲ့ရှိကိုရောက်နေပြီတကောင်းမှလည်းမရဘူးမင်းတို့နှစ်ယောက်ခါးကြီးလို့ခိုင်းတာမဟုတ်ဘူးအလုံးဆိုတော့အောက်ခြေသိန်းလောကစပြီးလုံးတောင်လို့ခိုင်းနေတာဟောပါလေဗျာကျွန်တော်လောက်တဲ့လုံနဲ့အခုအိုင်ပတ်တဲ့လုံနဲ့ဘာမှလည်းမဆိုင်ပဲအကုန်တောင်းလို့ခိုင်းနေတာကွာ Oh no ဆရာဘယ်ထက်သွားအောင်ပါလဲအခုကငါးမှမရသေးတာငါးစင်းစမ်းမယ်ငါးစင်းရလို့ခင်းတော့ရရင်ပြန်မယ်ဟုတ်ပြီလားလိုက်ခဲ့လားကျွန်တော်တို့ငါမစမ်းတော့ဘူးနော်စာစင်းပြေပါမလားဟုတ်တယ်နော်ဆရာငါအရှိရစမ်းပြမယ်လားဘာလို့လဲလို့ကနေတော့ကွာတော့နားကြီးရပါလေဘာလို့လောက်ခိုင်းနေပဲမသိဘူးဆရာခဏမှဘာမင်းတို့ဘာလို့ခိုင်းရအောင်နားကြီးရပါဘူးဘုန်းကြီးကဘာလဲဒီမှာဆရာမှာဘောဒီမှာရေးနေလေဖြစ်ပါမလားဆရာရအနှစ်ကြီးလားမသိဘူးနော်ဖြစ်ပါလေကွာပေါင်းလေးချက်ပို့ချက်ဒီကောင်လေးအားတပဲလုံးနေပြီ။နိုင်ကြီးတော့မသိဘူး။ငါကြောက်တယ်ပြော။ဟဲ့မင်းကြီးရတော့တော့။အကလည်းဘာလဲရတော့လို့။ဟဲ့ငါကေပေါင်းရပြော။လာရလူလား။မလေး။မလေးရော။ဘာသာကြီး။ဟာရ။ဟာရောရောနေလိုက်ရ။မလေး။ကြားလေ။ဟာဒီ။ဟာဒီတဲ့။ဟဲ့။ဟိုရ။ရှင်းတယ်နေရရ။ဟုတ်တယ်။မလေး။ဟာဆရာကျွန်တော်တို့ကငါမစမ်းတတ်ဘူးနော်ဆရာလာဆောင်လေဟုတ်တယ်ဆရာလာမစမ်းပြမယ်ကွာကြည့်နေဟုတ်ကောင်ရလေအမေးမှစမ်းတာငါတို့စမ်းဟောစမ်းတာပဲတော်ခန့်နေဒီတဲ့တဲ့ဟုတ်တာကြောက်စမ်းဒီဒီကွာသူ့ကြောင့်ပဲရောက်နေတယ်လောက်ငါမိပြီခွာရပြဘာလို့လာတော့ရငရင်းလားမသိဘူးတော့ငါမဟုတ်ဘူးကွာကွာဟေးဟေးငါဘာလို့